မိတ်ဆွေစေရှေးခါကတောအုပ်ကြီးအတွင်လှိုင်းကူတစ်ခုတွင်ချင်းသေးနှင့်ကြားတို့သည်မိတ်ဆွေဖဲ၍အတူတကွနေထိုင်ကြ၏ထိုတောအုပ်၌ချင်းသေးနှင့်ကြားတို့၏စားခြင်းစားကြံများကိုစားတောက်နေသောမြေခွေးတစ်ကောင်လည်းရှိ၏တနေ့တွင်မြေခွေးသည်ငါဟာချင်းသေးသားကြားသားကိုတစ်ခါမှမစားဘူးဟုသူတို့ရဲ့ချစ်ခင်ရင်းနှီးမှုကိုပြက်ပြယ်စေကခိုက်ရန်ဖြစ်အောင်လုပ်ပြီးသူတို့အသားကိုစားရရင်ကောင်းမယ်ဟုကြံစည်နေသည်ထို့နောက်မြေခွေးသည်ချင်းသေးထံသို့ချင်းကပ်၍အရှင်ချင်းသေးမင်းအရှင်ဟာကြားနဲ့ခိုက်ရန်ဖြစ်ဘူးသလားဟုမေးလေ၏ချင်းသေးကအချင်းမြေခွေးမဖြစ်ဘူးပါဟုပြန်ဖြေသောအခါအရှင်ချင်းသေးမင်းကျွန်ုပ်အရှင်စီလာတဲ့လမ်းမှာကြားနဲ့တွေ့တော့ကြားကချင်းသေးရဲ့အစဉ်အတန်းဟာသူ့ကိုမမီဘူးလို့ကဲ့ရဲ့စကားပြောဆိုသည်ဟုမြေခွေးကဂုံးတိုက်လေသည်ထိုအခါချင်းသေးကတင်ထွက်သွားပါငါတငယ်ချင်းကြားဟာဒီလိုစကားမျိုးမပြောဘူးဟုပြော၍မြေခွေးကိုမောင်းထုတ်လိုက်လေသည်ထိုအခါမြေခွေးသည်ချင်းသေးကိုပြောခဲ့သည့်အတိုင်းကြားထံသို့လည်းဂုံးတိုက်စကားသွားပြောပြန်သည်ကြားသည်မြေခွေး၏ဂုံးတိုက်စကားကိုကြားသိပြီးမြေခွေးပြောသည့်အတိုင်းဟုတ်မဟုတ်ချင်းသေးကိုမေးမြန်းလေသည်ထိုအခါချင်းသေးကမိတ်ဆွေကြားမြေခွေးဂုံးတိုက်စကားကိုတကယ်ထင်မှတ်ပြီးတင်ကငါ့ကိုပြင်မာခဲ့မိရင်ငါတို့အချင်းချင်းမိတ်ပြတ်ကြလိမ့်မယ်ဟုပြောလေသည်တဖန်ချင်းသေးကတစုံတစ်ယောက်ဟာတိတ်တိတ်ချာချာစုံစမ်းစီစဉ်မှုမရှိဘဲဂုံးတိုက်စကားကိုယုံကြည်ခဲ့မယ်ဆိုရင်အချင်းချင်းမိတ်ပြတ်မယ်စကားများပြီးခိုက်ရန်ဖြစ်ကြလိမ့်မယ်တကယ်လို့တခြားသူကဂုံးတိုက်စကားပြောလာသည့်တိုင်တတိမတည်းဆိုရင်မပြတ်ဘူးမိတ်ဆွေစစ်ဟာအချင်းချင်းမိတ်ဆွေအဖြစ်ခိုင်မြဲနေတာကိုအစဉ်အမြဲလိုလားတယ်တကားသူရဲ့စကားကြောင့်မိတ်ပြတ်မခံဘူးမိတ်ဆွေစစ်မှန်ရင်တယောက်နဲ့တယောက်တန်တရားမရှိဘူးကြောက်ရွံ့မှုမရှိဘူးဥပမာပြောရမယ်ဆိုရင်သားတယောက်ဟာမိခင်ရင်ခွင်မှာကြောက်ရွံ့မှုမရှိအိပ်ဆက်တယ်လို့ပဲဟုပြောလေသည်ထိုအခါကြားကဆွေချင်းသေးကျွန်ုပ်မှာအပြစ်ရှိပါတယ်ဟုပြောဆိုပြီးချင်းသေးကိုတောင်းပန်လေသည်ဂုံးတိုက်တော်မြေခွေးသည်သူ၏အကြံမအောင်မြင်ကြောင်းသိရှိသွားသောအခါရက်တစ်ပါးသို့ထွက်ပြေးသွားလေတော့သည်နောက်ဆုံး၌ချင်းသေးနှင့်ကြားတို့သည်ရခင်အတိုင်းချစ်ခင်ညီညွတ်စွာနေထိုင်သွားကြလေသည်